ဟုစကားအစပြောလိုက်သည်တို့ရတွင်ဥပေါ်ဦးစကားမဆုံးမီပင်ဘိုးတော်ဦးဝိုင်းသည်ပုံနေရမှထွက်လာပြီး ဟဲ့ပေါ်ဦးနင်ကငါ့၏ချင်းသေးကြီးများကိုအဘယ်တော့ကဲ့ရဲ့အနီး ပူမေးလိုက်တလေသည်မင်းတရားကြီးရုတ်တရက်ပေါ်လာပြီးမိန့်တော်မူသည်ကိုဥပ္ပဦးကြားသည်နှင့်ချက်ချင်းပြင်လှဲ့တွေ မှန်လားပါဖုံးတော်ကြောင့်ချင်းသေးကြီးနှကောင်လေးအရှိတ်ကန်းတို့ခုံတော်မိအသွင်စောင်းနေကြောင်းပါဖေဟာ ဟုရှော့တင်လိုက်သည်ငယ်ကျွန်းကြီးဥပ္ပဦး၏စကားပရိယေကိုကောင်းစွာတည်သောမင်းတရားကြီးက ခွေးမသားပေါ်ဦးတက်လဲတက်နိုင်တယ် ထုံမိန်ကလှိုက်လိုက်လဲလဲရေမောတော်မူလေသည်အပားတော်တွင်ရှိသောသူများမှလည်းဥပေါ်ဦးဤတခနုပတိညာမွန်တအံ့တော်ချီကျူးကြပြီးတောင်းတောင်းဖြက်ဖြက်ရေမောကြလေသည်